တရရချင်းပြည်တော်စုလွှတ်တော်ပထမပုံမှန်စည်းဝေးပြစမနေ့ကိုဒီနေ့မနက်10:00 နာရီမှာနေပြည်တော်ရှိလွှတ်တော်အဆောက်အအုံပြည်တော်စုလွှတ်တော်စည်းဝေးခန်းမှာကျင်းပပါတယ်။အစည်းအဝေးမှာပြည်တော်စုလွှတ်တော်နိုင်ကဦးအောင်လင်းတွေကတတိယကျင်းပြည်တော်စုလွှတ်တော်ပထမပုံမှန်စည်းဝေးပြစမနေ့ကိုတက်ရောက်ခွင့်ရှိတဲ့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေစုစုပေါင်း985ဦးရှိတဲ့နဲ့ဒီနေ့အစည်းအဝေးကို982ဦးတက်ရောက်သဖြင့်ထက်ဝက်ကျော်တဲ့အတွက်အစည်းအဝေးအထမြောက်ကြောင်းနဲ့စတင်ကျင်းပကြောင်းကြေညာပြီးအစည်းအဝေးတက်ရောက်မှုခြင်းတွေကိုလွှတ်တော်ရဲ့သဘောထားရယူအတည်ပြုမှတ်တမ်းတင်ပါတယ်။အဲဒီနောက်ပြည်တော်စုလွှတ်တော်နိုင်ကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြထားသောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဖွဲ့ဝင်9ဦးတို့ရဲ့အမည်စာရင်းများကိုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်းပြီးကန့်ကွက်ချက်တစုံတရာမရှိတဲ့အတွက်လွှတ်တော်သို့တင်ပြထားသည့်ဦးအောင်စောသိန်း၊ဦးညံထွန်း၊ဦးမျိုးတင့်၊ဦးကျော်စံ၊ဦးတူးမော်၊ဒေါ်စုစုဝင်း၊ဒေါ်အုံမာအေး၊ဦးတင်ဝင်းနဲ့ဒေါက်တာမာလာမော်တို့ကိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များဖြစ်၎င်းရင်းအဖွဲ့မှာဦးအောင်စောသိန်းကိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်တော်စုလွှတ်တော်နိုင်ကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားသူကတင်ပြထားသောပြည်တော်စုဝန်ကြီး30ရဲ့အမည်စာရင်းကိုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်းပြီးကန့်ကွက်ချက်တစုံတရာမရှိတဲ့အတွက်လွှတ်တော်သို့တင်ပြထားတဲ့ဦးခင်မောင်ကြီး၊ဦးအောင်ကျော်ဟိုး၊ဦးတင်အောင်ဆန်း၊ဦးမြထွန်းဦး၊ဗိုလ်ချုပ်ကြီးထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးညိုဝင်းဆွေ၊ဦးတင်မောင်ဆွေ၊ဒေါက်တာကန်စောဒုတိယဗိုလ်ချုပ်ကြီးဖုံးမြန်ဦးသန်းမောင်ဒေါက်တာတီတာဦးဒေါက်တာချောချောစိန်ဒေါက်တာမျိုးသိန်းကျော်ဒေါက်တာတက်ခိုင်ဝင်းဒေါက်တာတက်တက်စိန်ဦးထိန်လင်းဦးတင်ဦးလင်းဦးမင်းနောင်ဦးမျိုးတော်သိန်းဦးဆန်းဦးကိုကိုလွင်ဒေါက်တာချာလီတန်းဦးမြင့်ကြိုင်ဦးခင်မောင်စိုးဦးထွန်းအောင်ဦးရဲမြင့်ထွန်းဒေါက်တာမောင်သိန်းဦးမျိုးတန်းဒေါက်တာစိုးဝင်းနဲ့ဦးမောင်မြင့်တို့ကိုပြည်ထောင်စုဝန်ကြီးများဖြင့်ခန့်အပ်တာဝန်ပေးအပ်ရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။ဆက်လက်ပြီးပြည်ထောင်စုလွှတ်တော်နိုင်ကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားသူကတင်ပြထားသောဒေါက်တာတီတာဦးကိုပြည်ထောင်စုရှေ့နေချုပ်ဖြစ်၎င်းဒေါ်နိုင်တဲ့ဦးကိုပြည်ထောင်စုစည်းရင်းစစ်ချုပ်ဖြစ်၎င်းခန့်အပ်တာဝန်ပေးရန်လွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်းပြီးကန့်ကွက်ချက်တစုံတရာမရှိတဲ့အတွက်လွှတ်တော်ကိုတင်ပြထားသည့်ဒေါက်တာတီတာဦးကိုပြည်ထောင်စုရှေ့နေချုပ်ဖြစ်၎င်းဒေါ်နိုင်တဲ့ဦးကိုပြည်ထောင်စုစည်းရင်းစစ်ချုပ်ဖြစ်၎င်းခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နိုင်ကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားသူကတင်ပြထားသောပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးရှေ့ဦးရဲ့အမည်စာရင်းများကိုလွှတ်တော်ကိုတင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်းပြီးကန့်ကွက်ချက်တစုံတရာမရှိတဲ့အတွက်လွှတ်တော်သို့တင်ပြထားသည့်ဦးတောင်းနိုင်ဦးသိန်းကိုဒေါ်သိန်းသိန်းတွင်ဒေါ်ပြုံပြုံအေးဒေါက်တာကိုနိုင်ဦးဝင်းမြင့်ဒေါ်စိုးခက်ခက်နဲ့ဒေါ်သိန်းသိန်းချိုတို့ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြင့်ခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နိုင်ကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားသူကတင်ပြထားသောမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌများနဲ့ဒါရိုက်တာအဖွဲ့ဝင်များရဲ့အမည်စာရင်းများကိုလွှတ်တော်ကိုတင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်းပြီးကန့်ကွက်ချက်တစုံတရာမရှိတဲ့အတွက်လွှတ်တော်သို့တင်ပြထားသည့်ဒေါက်တာခင်နိုင်ဦးစောမြင့်နိုင်ဦးသက်ထွန်းအောင်ဒေါက်တာဆန်းနာဦးဒေါက်တာရီအေဦးတင်မြင့်ဒေါက်တာလှညုံဒေါက်တာဇော်ဦးနဲ့ဒေါက်တာဖြူဤတို့ကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်အဖွဲ့ဝင်များဖြစ်၎င်းရင်းအဖွဲ့မှာဒေါက်တာခင်နိုင်ဦးကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်၎င်းဦးစောမြင့်နိုင်ဦးသက်ထွန်းအောင်နဲ့
ဒေါက်တာဆန္ဒဦးတို့ကိုဒုတိယဥက္ကဋ္ဌများဖြစ်၎င်းခန့်အပ်တာဝန်ပေးရရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်ဆက်လက်ပြီးပြည်ထောင်စုလွှတ်တော်နိုင်ကနိုင်ငံတော်သမ္မတဖြစ်ရွေးချယ်တင်မြှောက်ခံထားသူကတင်ပြထားသောအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်9ဦး၏အမည်စာရင်းများကိုလွှတ်တော်ကိုတင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနှင့်ဆက်လင်းပြီးကန့်ကွက်ချက်တစုံတရာမရှိတဲ့အတွက်လွှတ်တော်သို့တင်ပြထားသည့်ဦးစိုးသိန်းဦးကျော်ဝင်းသိန်းဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မှုဒေါက်တာထွန်းထွန်းဦးလွန်ဘော်ဦးကျော်စိုးညွန့်ဦးတိုးရီဦးတင်အောင်ဝင်းနှင့်ဦးမင်းဟန်တို့ကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များဖြစ်၎င်းရင်းအဖွဲ့မှဦးစိုးသိန်းကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်တာဝန်ပေးရရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နိုင်ကဥပဒေကျမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လင်းပြီးရှင်းလင်းတင်ပြခြင်းနဲ့အမည်စာရင်းတင်ပြခြင်းတို့ကိုဧပြီလ2ရက်နေ့ကကျင်းပခဲ့တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးဥပဒေကျမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လင်းပြီးလွှတ်တော်ရဲ့သဘောထားရယူရာလွှတ်တော်ကသဘောတူတဲ့အတွက်ဥပဒေကျမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ်ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကဂျက်ဖန်တော်တောင်ဒုတိယဥက္ကဋ္ဌတစ်ဖြစ် AI တိုင်းဒေသကြီးမဲအများဆုံးရသူအနိုင်ယူစနစ်မဲဆန္ဒနယ်အမှတ်2မှာဒေါ်နွယ်နွယ်ဦးဒုတိယဥက္ကဋ္ဌ2အဖြစ်ဒဂုံမဲဆန္ဒနယ်မှာဒေါက်တာနန္ဒကျော်သွားအတွင်းရေးမှူးဖြစ်ပဲခူးတိုင်းဒေသကြီးအချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာဦးစင်မင်းထက်နဲ့တွဲဘက်အတွင်းရေးမှူးဖြစ်အမရပူရမဲဆန္ဒနယ်မှာဦးသိန်းထွန်းဦးအဖွဲ့ဝင်များဖြစ်တင်ငန်းကျွန်းမဲဆန္ဒနယ်မှာဒေါ်တန်းတန်းကြီးခေါ်တက္ကသိုလ်မေသူစိတ်ကြီးခနောင်တို့မဲဆန္ဒနယ်မှာဒေါက်တာထွန်းထွန်းဝင်းမိုက်ခတ်မဲဆန္ဒနယ်မှာဆိုင်ဝင်းဆန်တောင်ကြီးမဲဆန္ဒနယ်မှာဒေါ်နန်းချင်းခေါ်နန်းစိန်AIတိုင်းဒေသကြီးအချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်2မှာဒေါ်စင်ပပဦး AIတိုင်းဒေသကြီးမဲအများဆုံးရသူအနိုင်စနစ်မဲဆန္ဒနယ်အမှတ်3မှာဦးခိုင်ဝင်းအောင်ချင်းပြည်နယ်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာဒေါ်ကြိုက်ငိုင်မန်တမတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်ဝင်းမြိုင်တမတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်မြင့်တောင်းနဲ့တမတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ကြီးဖြိုးဖြိုးဝေတို့ဖြင့်ဥပဒေကျမ်းပူးပေါင်းကော်မတီတို့အတည်ပြုဖွဲ့စည်းကြောင်းကြေညာပါတယ်အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နိုင်ကပြည်သူ့ငွေစည်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လက်ပြီးရှင်းလင်းတင်ပြခြင်းနဲ့အမည်စာရင်းတင်ပြခြင်းတို့ကိုဧပြီလ2ရက်နေ့ကကျင်းပခဲ့တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးပြည်သူ့ငွေစည်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လင်းပြီးလွှတ်တော်ရဲ့သဘောထားရယူအောင်လွှတ်တော်ကသဘောတူတဲ့အတွက်ပြည်သူ့ငွေစည်းပူးပေါင်းကော်မတီဥက္ကဋ္ဌဖြစ်ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကဂျက်ဖန်တော်တောင်ဒုတိယဥက္ကဋ္ဌ1ဖြစ် AI တိုင်းဒေသကြီးအချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်2မှာဦးချစ်စွေဒုတိယဥက္ကဋ္ဌ2ဖြစ်အာမီသာသန်မဲဆန္ဒနယ်မှာဦးဒေသကျော်အတွင်းမှုဖြစ်တနင်္လာရီတိုင်းဒေသကြီးမဲအများဆုံးရသူအနိုင်ဦးစနစ်မဲဆန္ဒနယ်အမှတ်2မှာဦးတန်းအောင်တွဲဘက်အတွင်းမှုဖြစ်အောင်လန်မဲဆန္ဒနယ်မှာဦးတင်အောင်ချေအဖွဲ့ဝင်များဖြစ်ကမ်ဘလူးမဲဆန္ဒနယ်မှာဦးမြတ်ကျော်ကံကြီးတောင်မဲဆန္ဒနယ်မှာဒေါခင်စောမှုရမဲသိမဲဆန္ဒနယ်မှာဦးညွတ်ဆောင်တန်ဖြူစရဲ့မဲဆန္ဒနယ်မှာဦးတန်းရွှေကရင်ပြည်နယ်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာဦးချစ်ဝေရခိုင်ပြည်နယ်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်2မှာဦးစောတော်မြင့်ကရင်ပြည်နယ်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာခွန်ဝင်းဦးတမတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်စိုးညုံတမတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်ဝင်းကိုကိုနဲ့တမတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးဖြိုးမင်းဝင်းတို့ဖြင့်ပြည်သူ့ငွေစည်းပူးပေါင်းကော်မတီကိုအတည်ပြုဖွဲ့စည်းကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နာယကတတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေးပြည်စမနေ့ကိုရန်နာကြောင်းနဲ့အစည်းအဝေးဆက်ထမနေ့ကိုဧပြီလ10ရက်နေ့မှာဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့သတင်းရရှိပါရခင်ဗျာ။